လေးတွေကပွဲပြီးသွားတဲ့အခါမှာနောက်တစ်ခါပြန်လည်ကြေညာပေးပါမယ်ရှင်ပွဲအချိန်အကန့်အသတ်လေးရှိတာကြောင့်အားလုံးပဲတိခဏနားနဲ့ပေးကြဖို့လို့ကိုလေးစားစွာမေတ္တာရက်ခံပါတယ်ရှင်လာရောက်ကြည့်ရှုရင်းနဲ့ဒိတ်သမားလေးတွေရဲ့အကောက်ကိုခံစားကြဖို့လို့လေးစားစွာမေတ္တာရက်ခံပါတယ်ရှင်Hey, hey, hey, hey,